ဒီခင်ဗျားတို့ဒါ fusion နည်းပညာနဲ့လောင်စာလေး1 gram လောက်ကိုသာလောင်ကျွမ်းမှုပြုနိုင်ခဲ့မယ်ဆိုလို့ရှိရင်ထွက်လာမယ်စွမ်းရည်ကပုံမှန်အိမ်တစ်လုံးအတွက်ဆိုလို့ရှိရင်လျှက်စစ်မီကို25နှစ်လောက်အသုံးပြုလို့ရပြီးတော့မြန်မာတနိုင်ငံလုံးဆိုရင်တော့2မိနစ်လောက်လျှက်စစ်တက်အားပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒီစွမ်းရည်ကဒီကြောင်ဝင်းသိန်းနဲ့ဆိုလို့ရှိရင်18တန်ဝန်းကျင်လောက်ဒါမှမဟုတ်ရေနံသိန်းနဲ့ဆိုလို့ရှိရင်စီပေါင်း50ကျော်လောက်မိရှုပြီးမှရလာတဲ့စွမ်းရည်နဲ့ညီမျှပါတယ်ဒါဆိုလက်ရှိအသုံးပြုနေတဲ့စွမ်းရည်အနေနဲ့ fusion နည်းပညာနဲ့ကွာခြားမှုဘယ်လောက်ရှိလဲဆိုတာမြင်နိုင်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့ nuclear fusion အကြောင်းကို break down လုပ်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလေ့လာကြည့်နိုင်ပါတယ်ဒီသမိုင်းကနေစပြောမယ်ဆိုလို့ရှိရင်1920ခုနှစ်မှာနက္ခတ်ဗေဒပညာရှင်ဖြစ်တဲ့Arthur Eddington က Einstein ရဲ့ relativity theory ဖြစ်တဲ့ E = mc² ဆိုတဲ့ညီမျှခြင်းကိုခြေခံပြီးတော့ကျယ်တွေက hydrogen atom တွေကို helium ဖြစ်ပေါင်းစည်းပြီးတော့စွမ်းအင်ထုတ်လုပ်နေတာဖြစ်မယ်လို့ပထမဆုံးအဆိုပြုခဲ့ပါတယ်1934ခုနှစ်မှာတော့ယူပဗေဒဖခင်လို့တင်စားရတဲ့ Ernest Rutherford ကသူ့ရဲ့ဓာတ်ခွဲခန်းမှာ Australia ယူပဗေဒပညာရှင် Oliver နဲ့အတူ nuclear fusion ကိုဓာတ်ခွဲခန်းအတွင်းမှာပထမဆုံးအကြိမ်လုပ်ပြနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ German American ယူပဗေဒပညာရှင်ဖြစ်တဲ့ဘတ်တယ်ကအဲ့ဒီတိုင်းရဲ့အစပြုခဲ့တဲ့အဆိုကိုတိတိကျကျနဲ့အသေးစိတ်ရှင်းပြနိုင်ခဲ့ပါတယ်နာမည်တော့မှားကောင်းမှားနိုင်ပါတယ်အဲ့ဒီအဆိုပြုချက်အတွက်1968ခုနှစ်မှာနိုဘယ်ဆုရရှိခဲ့ပါတယ်ဒီ fusion နည်းပညာကိုကျွန်တော်လေ့လာပြီးတော့နားလည်သလောက်ပြောရလို့ရှိရင်ကမ္ဘာပေါ်မှာနေအသေးသားလေးတစ်ခုတိစောက်ပြီးတော့ထိန်းချုပ်ဖို့ကြိုးစားနေတဲ့သဘောလို့ဆိုလို့ရပါတယ်လူသားတွေရဲ့လက်ရှိသုံးပြုနေတဲ့နည်းပညာနဲ့နေမင်းကြီးရဲ့အဆက်မပြတ်လောင်ကျွမ်းနေတဲ့ဖြစ်စဉ်အခြေခံသဘောတရားချင်းတူပေမဲ့လည်းနေလိုသဘောအလျောက်လောင်ကျွမ်းနေတာမဟုတ်တာကြောင့်ဒီလောင်ကျွမ်းမှုလောင်စာသုံးတဲ့နေရာတွေမှာတော့ကွာခြားပါတယ်ကွာခြားမှုတွေကိုပြောရလို့ရှိရင်ပထမဆုံးအချက်အနေနဲ့ကတော့ဖိအားပါနေရဲ့ direct ကအရန်ကြီးမားအကြောင်းသူ့ရဲ့ gravity ဆွဲအားကလည်းအရန်များပါတယ်ဒီဆွဲအားနဲ့သူ့ကိုယ်တိုင်သူ့ရဲ့ level ကိုအမြဲအဆက်မပြတ်ဖိသိပ်ထားတာကြောင့် fusion လောင်ကျွမ်းမှုကိုဖြစ်ဖို့အတွက်လိုအပ်တဲ့ဖိအားနဲ့အပူချိန်ကိုအလိုလျောက်သဘောအတိုင်းရရှိနေရမျိုးပါကမ္ဘာမှာတော့နေလို့ dress ဆွဲအားမရှိနိုင်တာကြောင့်အသိပ္ပံပညာရှင်တွေကနည်းပညာနဲ့အစားထိုးပါပါတယ်အလွန်အားကောင်းတဲ့တန်လိုက်စကွင်းတွေဒါမှမဟုတ်လေးစားရောင်ခြည်တွေကိုသုံးပြီးတော့ဟိုက်ဒရိုဂျင်လောင်စာကိုအတင်းအကျပ်ဖိသိပ်ပြီးတော့ပေါင်းဆက်စေရပါတယ်ဒါကဒီ fusion နည်းပညာရဲ့အခက်အခဲဆုံးအပိုင်းလို့လည်းဆိုပါတယ်နောက်တစ်ခုကတော့လောင်စာပါနေမှာပေါ်သုံးကတာမန်ဟိုက်ဒရိုဂျင်ပရိုတင်ကိုလောင်စာဖြစ်အဓိကအသုံးပြုပြီးတော့ fusion အဆင့်အထိရောက်ဖို့အဆင့်များစွာရှိပြီးတော့အချိန်အလွန်ကြာပါတယ်ဒီကမ္ဘာမှာတော့ဒီဓာတ်ပြုမှုကိုအလွယ်ဆုံးနဲ့အမြန်ဆုံးဖြစ်အောင်တာမန်ဟိုက်ဒရိုဂျင်တွေကိုမသုံးတော့ဘဲနဲ့ true ဟိုက်ဒရိုဂျင်တွေဖြစ်တဲ့ deuterium နဲ့ tritium ကိုသုံးပါတယ်လောင်စာနှမျိုးကတာမန်ဟိုက်ဒရိုဂျင်တွေထက်လောင်ကျွမ်းမှုမြင့်မားပြီးတော့ပေါင်းဆက်လွယ်တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ဒီလောင်စာနှမျိုးကကမ္ဘာပေါ်မှာပိုများများရှိရလားဆိုရင်တော့deuterium ကတော့သဘာဝ isotope တစ်မျိုးဖြစ်ပြီးတော့ပိုများများရှိပါတယ်ဘာလို့လဲဆိုတော့သူကရေရှိတဲ့နေရာတိုင်းမှာရှိနေရမလို့ပါအတိအကျပြောရရင်ရေတွေကနေရယူနိုင်တယ်ကမ္ဘာမျက်နှာပြင်81%လောက်ကဒီရေနဲ့ပြည့်နေရဗျာဘယ်လောက်ပေါ်မလဲဆိုတာတွေးကြည့်နိုင်ပါတယ် tritium ကတော့အရန်ရှားပြီးတော့ radioactive resin တစ်မျိုးပါတက်တန်းအပြင်အရန်တူတာကြောင့် virus တင်ဖွဲ့စည်းခဲ့တာတည်ရှိခဲ့ပေမဲ့လည်းအခြား resin တစ်ခုအဖြစ်ပြိုကွဲပျက်စီးသွားခဲ့တာကြောင့်ပါဒါပေမဲ့လည်း lithium ဆိုတဲ့ drug ပြုမှုကနေ tritium ပြန်ထုတ်လုပ်လို့ရပါတယ်အဲ့ဒါဆိုရင် tritium ရောပေါ်များများရှိရလားဆိုရင်တော့ရှိပါတယ်deuterium လိုပဲကမ္ဘာမြေကြီးထဲမှာရောပင်လယ်ရေထဲမှာရောအမြောက်အများရှိပါတယ်ချုပ်သွားမလားတော့မသိဘူးနောက်တစ်မျိုးကတော့အပူချိန်ပါနေကသူ့ရဲ့ dress ဆွဲအားနဲ့ဖိအားကြောင့်အပူချိန် degree centigrade 15 တန်းလောက်နဲ့ fusion ဖြစ်စဉ်ကိုကောင်းကောင်းထိန်းထားနိုင်ပါတယ်လူသားတွေမှာကနေလောက်ဖိအားမပေးနိုင်တာကြောင့်အပူချိန်ကိုနေရဲ့10သာတန်း150 centigrade လောက်ထိမြင့်ပေးမှအဆင်ပြေပါတယ်ကွာခြားချက်နောက်တစ်မျိုးကတော့လောင်ကျွမ်းမှုအရှိန်ပါနေရဲ့လောင်ကျွမ်းမှုကနေအလွန်နှေးကွေးတည်ငြိမ်ပြီးတော့သူ့ရဲ့လောင်စာကိုဘီလီယံနဲ့ချီတဲ့နှစ်တွေအထိတဖြည်းဖြည်းအသုံးပြုနေရပါလူသားတွေရဲ့ရည်မှန်းချက်ကတော့စွမ်းရည်အများကြီးကိုအချိန်အတူအတွင်းထုတ်လုပ်ချင်တာဖြစ်တဲ့အတွက် drug ပြုမှုကိုပုံမလင်းမြန်အကောင်းအောင်ပြုလုပ်ရပါတယ်ဒီချိန်ထိတော့စမ်းသပ်ဆဲဖြစ်ပြီးတော့အပြည့်အဝအောင်မြင်မှုတော့မရသေးပါဘူးပညာရှင်တွေက2040ပြည့်ဝန်းကျင်တွေလောက်မှာတော့အောင်မြင်နဲ့စီးပွားအဖြစ်အသုံးပြုနိုင်မယ်လို့မျှော်လင့်ထားကြပါတယ်ဘာလို့မအောင်မြင်သေးတာလဲဆိုတော့လူသားသမိုင်းတစ်လျှောက်မှာအခက်အခဲဆုံးသိပ္ပံပညာနဲ့အင်ဂျင်နီယာဆိုင်ရာစိန်ခေါ်မှုတွေကြောင့်ဖြစ်ပါတယ်ဒီပထမချက်အနေနဲ့ကတော့ fusion အဆင့်ထိရောက်ဖို့ဆိုလို့ရှိရင်နေရဲ့အပူချိန်တက်10သားလောက်ရှိတဲ့အပူချိန်လိုအပ်တာပါနေရဲ့ဥတိုင်းအပူချိန်က15တန်းလောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတန်း150 degree centigrade လောက်ထိကိုလိုအပ်ပါတယ်ဘာလို့လဲဆိုတော့နေလိုကြီးမားတဲ့ dresser နဲ့ PR မရှိတာကြောင့်ပါဒုတိယချက်အနေနဲ့ကတော့မြင့်လိုက်တဲ့အပူချိန်ကတန်း150 degree centigrade ကိုဘလို့ထည့်သေးတာပစ္စည်းနဲ့
တူလောင်ထိန်းချုပ်ထားမှမသိတာပါအဲ့ဒီပူချိန်မှာ drug တွေအားလုံးကပလာစမာအခြေအနေကိုရောက်သွားပြီးတော့ဘေးသက်ထုဘေးဆိုင်အခင်းဆိုအကြီးပြောသွားမှကြောင့်ဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်လောလောဆယ်နီလန်နလန်ကိုအသုံးပြုနေကြပါတယ်ပထမတစ်ခုကတော့တန်လိုက်စကွင်းတွေတိဆောက်ပြီးတော့တအားပူလုံးတဲ့ပလာစမာကိုလေထဲမှာမြှောက်ထားပြီးတော့ drug ပေါင်းပူတွေရဲ့နေရံနဲ့မထိတော့အောင်ထားတာပါဒီတန်လိုက်စကွင်းတွေကိုတည်ငြိမ်အောင်ထားဖို့ကလည်းလွန်ရှုပ်ထွေးပြီးတော့ခက်ခဲတယ်လို့ဆိုပါတယ်နောက်တစ်မျိုးကတော့လေဆာသုံးပြီးတော့ပြစ်တာပါဒီလောင်စာထည့်ထားတဲ့အတောင်သေးသေးလေးကိုလေဆာနဲ့အရက်မျက်နှာအားလုံးကနေပြီးတော့ဗျိုင်နဲ့ပြစ်ပြီးတော့ဖိသိပ်ပြီးတော့အပူပေးတက်ပြူတာပါဒါကလည်းစက္ကန့်ပိုင်းအတွင်းမှာအလွန်တိကျဖို့လိုပါတယ်တတိယအချက်အနေနဲ့ကစွမ်းရင်တဲ့အမြတ်ရရှိဖို့ပါဆယ်စုနှစ်များစွာသုတေသနတွေတက်ပြူမှုဖြစ်အောင်သုံးလိုက်တဲ့ input energy ကများနေခဲ့ပြီးတော့ပြန်ရလာတဲ့ output energy ကနည်းနေရပါပြောရရင်စွမ်းရင်အရှုံးပေါ်နေတာဖြစ်ပါတယ်ဒါပေမဲ့2020ခုနှစ်ရဲ့သုတေသနတစ်ခုမှာတော့အသုံးပြုလိုက်တဲ့စွမ်းရင်ထက်ပြန်ရလာတဲ့စွမ်းရင်ဟာများခဲ့တဲ့အကြောင်းဒီနည်းပညာဖြစ်နိုင်ပြီးတော့အနာဂတ်စွမ်းရင်စမ်းသပ်ချက်တွေအတွက်သက်သေပြနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီတစ်ချိန်ပဲအောင်မြင်ဘူးပြီးတော့တအားပေးစက်ရုံတစ်ခုလုံးကိုလဲပတ်ဖို့ထီတော့စမ်းသပ်ချက်တွေအများကြီးကြော်ဖြတ်ဖို့လိုပါသေးတယ်သရုပ်ထအချက်အနေနဲ့ကတော့ fusion W မှုကိုအောင်မြင်အောင်စက္ကန့်ပိုင်းလေးစမ်းသပ်နိုင်တာနဲ့24နာရီပတ်လုံးထိမ့်သိမ်းထားနိုင်မှုဆိုတာလေအများကြီးကွာခြားပါသေးတယ် W မှုကနေထွက်လာတဲ့အပူကနောက် W မှုအသစ်ကိုအလိုလိုဆက်ဖြစ်ပြီးတော့ Bunny plasma ဆိုတဲ့အခြေအနေကိုထိမ့်သိမ်းထားနိုင်မှုလိုပါသေးတယ်။၅ချက်မြောက်ကတော့ခန္ဓာရှိတဲ့ပစ္စည်းရှာဖွေရေးတွေပါ။ဒီ fusion W မှုကနေထွက်လာတဲ့စွမ်းအင်ဖြစ်တဲ့ neutron တွေကပေါင်းဖို့ရဲ့အတွင်းနေရာကိုသေးငယ်တဲ့ကြည်သံတွေလိုအဆက်မပြတ်ပွတ်တိုက်နေတာဖြစ်ပါတယ်။ကြာလာတဲ့အခါဒီနေရန်ရဲ့ကြန့်ခိုင်မှုတွေကိုပျက်စီးစေပြီးတော့ရေဒီယိုသတ္တုကျမှုတွေကိုဖြစ်လာစေတယ်။ဒါကြောင့်ဒီအခြေအနေတွေကိုထိန်းသိမ်းထားနိုင်မှုအတွက်ခန္ဓာရှိတဲ့အရာတွေကိုအသုံးပြုနိုင်ဖို့ကလည်းလိုသေးတယ်။နောက်ဆုံးချက်ကတော့ကုန်ကြမ်းနဲ့စီးပွားရေးတွက်ချေကိုင်မှုပါ။ဒီဘောလုံးကွင်းတစ်ကွင်းစာရှိတဲ့ fusion ဓာတ်ပေါင်းကိုတစ်ခုတိစောက်ဖို့ဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ20ဘီလီယံလောက်ကုန်ကြပါတယ်။အနာဂတ်မှာအောင်မြင်ခဲ့ပြီဆိုရင်တော့လက်ရှိကုန်ကြမ်းတွေတန်းရှုတ်ချနိုင်မှာလားအဆင်ပြေနိုင်မှာပါဒီနည်းပညာဒီအချိန်မှာမဖြစ်နိုင်တဲ့အရာမဟုတ်တော့ဘဲနဲ့လွန်မင်းခက်ခဲရှုပ်ထွေးနေတာလို့ပြောရင်ပုံမှန်ပါမယ်လွန်ခဲ့တဲ့နှစ်20လောက်နဲ့ပြန်ရှင်းမယ်ဆိုလို့ရှိရင်အများကြီးတိုးတက်လာခဲ့ပြီးတော့သိပ္ပံဆိုင်ရာပြဿနာတွေကနေတဖြည်းဖြည်းနဲ့အင်ဂျင်နီယာဆိုင်ရာပြဿနာတွေဖြစ်ကူးပြောင်းသွားတယ်အလုံးစုံအောင်မြင်နိုင်မှုအဖြေတွေရှိလာပြီးအဲ့ဒီအဖြေတွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မှုအတွက်အချိန်တွေစီးပွားရေးတွက်ချေကိုက်မှုတွေနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်ဘယ်လိုပဲဖြစ်ဖြစ်2040နဲ့2050ပြည့်နှစ်တွေလောက်မှာဒီနည်းပညာအောင်မြင်ပြီးတော့စီးပွားရေးအသုံးပြုနိုင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြတယ်အားလုံးကိုကျင်းချုပ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မွေးဖို့လိုအပ်တဲ့အပူချိန်ကနေထက်10သားလောက်ပိုပြင်းရမယ်လိုအပ်တဲ့ပူချိန်ကိုခဏရှိမဲ့ဥဟာမရှိသေးဘူး။လောလောဆယ်ဒီမီးဖို့လောင်ကျွမ်းမှုအတွက်ပေးလိုက်ရတဲ့စွမ်းရည်ပြန်ရလာတဲ့စွမ်းရည်တန်းများနေပြီးတော့အရှုံးပေါ်နေသေးတယ်။မီးတောက်ကနေထွက်လာတဲ့မမြင်ရတဲ့အမှုတွေကအိုတွင်မိုင်းကိုဖျက်ဆီးနေတယ်။တပေါင်းဖို့ကုန်ကြစိတ်တွေအရန်ကြီးနေသေးတယ်။ဒါတွေကအောင်မြင်တဲ့အဆင့်ရောက်ဖို့လိုအပ်နေတဲ့ချက်တွေပါ။ဒီပြဿနာတွေကဘယ်ရာတွေဖြေရှင်းနိုင်မလဲဆိုတော့ကြည့်ရလို့ရှိရင်လိုအပ်တဲ့ပူချိန်ဒီဂရီစင်တီဂရိတ်တန်150ကိုရယူနိုင်ခဲ့ပြီးအဲ့ဒီပူချိန်ကိုထိန်းနိုင်ဖို့ခွက်ကိုတော့တပိုင်းတစ်စားအောင်မြင်မှုရှိနေပြီးပြည့်စုံမှုတော့မရှိသေးဘူးပူပြင်းတဲ့မီးတော့ပလာစမာကိုတလိုက်စပွင့်သုံးပြီးတော့လေဘောပေါ်အောင်လုပ်နိုင်ခဲ့ပြီးဒါပေမဲ့အချိန်ကြာရေးတည်ငြိမ်အောင်ထိန်းမထားနိုင်သေးဘူးတောင်ကိုရီးယားရဲ့စမ်းသပ်မှုတစ်ခုမှာတော့တပေါင်းဖို့စံချိန်တစ်ခုအနေနဲ့စက္ကန့်အနည်းငယ်ကြာအောင်ထိန်းထားနိုင်ခဲ့ပါတယ်အောင်မြင်မှုတော့ဟုတ်ပြီမယ်အစောကပြောသလိုတစ်နှစ်ပတ်လုံး24နာရီလဲပတ်နိုင်မှုဆိုလို့ရှိရင်တော့အများကြီးလိုအပ်ပါသေးတယ်ပလင်းရတော့ရှိနေပြီအဖုံးကိုတော့ကြက်နေအောင်မပိတ်နိုင်သေးဘူးလို့ဆိုလို့ရတယ်စမ်းသပ်မှုတွေထဲမှာအောင်မြင်ခဲ့တဲ့နိုင်ငံတွေကိုပြောရမယ်ဆိုလို့ရှိရင်အမေရိကန်ကတွန်းလိုက်တဲ့စွမ်းရည်ကနေပြန်ထွက်လာတဲ့စွမ်းရည်ကပိုများကြောင်းဆိုတဲ့စွမ်းရည်အများရမှုကိုတမိုင်းမှာပထမဆုံးနဲ့တစ်ခုတည်းသောသက်သေပြနိုင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်United Kingdom, UK နဲ့ဥရောပမှာတော့ဓာတ်ပြုမှုတစ်ချိန်တည်းကနေစွမ်းရည်အများဆုံးထုတ်လုပ်မှုကိုပထမဆုံးစံချိန်တင်ထားနိုင်ခဲ့တယ်။ Plasma ပြီးတော့ကို19မိနစ်ကြာတဲ့အထိထိန်းနိုင်ခဲ့တဲ့စံချိန်ကိုတင်ထားတာတော့တရုတ်နိုင်ငံမှာကင်ချီမြေကိုရီးယားနိုင်ငံကိုလည်းထင်သေးလို့မရပါဘူး။တခြားနိုင်ငံကြီးတွေကိုကြော်တက်ပြီးတော့ဒီ fusion စမ်းသပ်မှုမှာအပူချိန်တန်း100အမြင့်ဆုံးနဲ့48စက္ကန့်ကြာအောင်ထိန်းပြနိုင်ခဲ့တာကြောင့်ပါတကယ်တမ်းအပူချိန်တန်း120အမြင့်ဆုံးနဲ့100စက္ကန့်အကြာထိန်းထားနိုင်ခဲ့တာကလည်းတရုတ်ဆိုပေမဲ့အမှန်တကယ် fusion တပေါင်းကိုတခုရဲ့တကယ်လိုအပ်တဲ့စွမ်းဆောင်ရည်အပူချိန်ကိုတည်တည်ငြိမ်ငြိမ်ထိန်းထားနိုင်မှုမှာကိုရီးယားနိုင်ငံလက်ရှိမှာဥဆောင်နေတာဖြစ်တယ်လို့ပညာရှင်တွေကသတ်မှတ်ကြတာကြောင့်ဒီအောင်မြင်မှုစီးရင်မှာကိုရီးယားနိုင်ငံပါလာခဲ့ခြင်းဖြစ်ပါတယ်အရန်ရှည်သွားပြီဖြစ်လို့ဒီ nuclear fusion အကြောင်းကတော့ဒီလောက်ပါပဲ
ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့တခုခုဆွေးနွေးချင်တာဖြစ်ဖြစ်တခုခုထောက်ပြချင်တာဖြစ်ဖြစ် comment ရေးခဲ့လို့ရပါတယ်ကျွန်တော်တို့မှန်တာမို့ပါ stay safe see you in the next one